ဂျပန်နိုင်ငံဟာမြစ်တွေကိုပါမျိုးချနိုင်တဲ့စက်ကြီးတစ်ခုကိုတကယ်ပဲတည်ဆောက်ခဲ့တာလားဟုတ်ပါတယ်အဲ့ဒီစက်ကြီးကတိုကျိုမြို့တောင်မှာပုံကွယ်နေပါတယ်ကမ္ဘာအကြီးဆုံးမြို့ကြီးတစ်မြို့ရဲ့အောက်ဖက်မြေအောက်ပေ164ပေခန့်မှာအင်ဂျင်နီယာတွေကကမ္ဘာအကြီးဆုံးရေကြီးမှုထိန်းချုပ်ရေးစနစ်ကိုတည်ဆောက်ခဲ့ကြပါတယ်တိုင်ဖုန်းမုန်တိုင်းတွေတိုက်ခတ်တဲ့အခါလမ်းတွေရေမနစ်ခင်မြစ်တွေတစ်ခုလုံးကိုအေယာမဥမလွိုင်ကောင်းကြည့်တဲ့ဆွဲသွင်းပစ်လိုက်ပါတယ်အလဲဘဟောပါတော့ပျောက်ဆုံးနေတဲ့စိတ်ပန်စိတ်ရည်ကူးရင်ဝစ်ကြောင်းတော်ကြီးတစ်ခုနဲ့တူတဲ့အေယာမကွန်ကရစ်အခန်းကြီးတစ်ခုရှိပါတယ်အဲ့ဒီအခန်းကြီးဟာအလဲရ980ပေနီးပါးရှိပြီးလေရင်ပြန်တွေထက်ပိုလေးတဲ့အေယာမတိုင်ကြီး59တိုင်နဲ့ထောက်ခံထားပါတယ်အဲ့ဒီနောက်ရေစုပ်ပတ်တွေအလောက်ဆန်းလို့ပါတယ်သူတို့ကအစကန်တိုင်းမှာရေကူပါပေ9000ကိုရွှေ့ပြောင်းပေးနိုင်ပါတယ်ဒီနေရာမှာအမှားတစ်ခုလုပ်မိရင်အဆောက်အဦတစ်ခုကိုပဲပျက်စီးစေမှာမဟုတ်ပဲတမြို့လုံးကိုပါပျက်စီးသွားစေနိုင်ပါတယ်လူအများစုကမြေအောက်မှာပုံအောင်နေတဲ့ဘလူးကြီးကရေကြီးမှုကိုမျိုးချပိတ်လို့တိုကျိုမြို့ကြီးရှင်သန်နေတယ်ဆိုတာကိုမသိပဲနေလိုက်အဲ့ဒီအပေါ်မှာလမ်းလျှောက်သွားလာနေကြပါတယ်